မင်္ဂလာပါဆရာမတို့အခုဆွေးနွေးမဲ့ topic က planning tools เนาะ topic လေးတုန်းကဆရာမတို့ planning ရဲ့အခြေခံကိုဆွေးနွေးခဲ့တယ်အခုအဲ့တော့ planning ဆိုတာကိုအဲ့ဒီတုန်းကဆရာမဘယ်လိုပြောသလဲဆိုရင်เนาะ plan တစ်ခုထွက်အောင်စဉ်းစားဆောင်ရွက်လှုပ်ဆောင်ရတဲ့လှုပ်ဆောင်ချက်တွေကို planning လို့ခေါ်တယ်အဲ့လိုစဉ်းစားဆောင်ရွက်လှုပ်ဆောင်ရမယ်အခါမှာသုံးရမယ်ကရိယာတစားပလာတွေပေါ့ tools เนาะတနည်းအားဖြင့်တော့လက်သမားဆိုရင်တော့စူးတွေဆောက်တွေသုံးတာပါသူရဲ့ tools เนาะအခုဆရာမတို့ပညာရနယ်ပယ်မှာအဲ့ဒီလက်သမားသုံးတဲ့စူးတွေဆောက်တွေမဟုတ်ပါဘူးကရိယာမှာဆရာမတို့ပညာရမှာသုံးတဲ့နီးနာနေသီးလေးတွေရှိပါတယ်เนาะပုံစံလေးတွေ formula လေးတွေရှိပါတယ်လုံနီလုံဟန်လေးတွေเนาะဇယားလေးတွေအဲ့ဒါတွေကိုဆရာမတို့ဘာခေါ်လဲဆိုရင် planning tools လို့ခေါ်ပါတယ်เนาะplanning tools ဆိုတာခုနကဆရာမတို့ပြောခဲ့ပါတယ် plan ဆိုတာဘာလုပ်တာလဲဆိုရင်နောက်အခါကာလမှာဆောင်ရွက်ရမယ်ကိစ္စကိုအခုကကြိုတင်ပြီးတော့မှเนาะမှန်းဆစီမံတာကို plan လုပ်တယ်လို့ခေါ်တယ်အဲ့တော့နောင်ခါကာလမှာလုပ်ဖို့ရမှာဆိုတော့နောင်ခါလမှာဘယ်လိုဖြစ်လာမလဲဆိုတာကိုเนาะဘာသိလုပ်ဖို့လိုလဲဆိုရင်နောင်ကာလမှာဘယ်လိုဖြစ်နိုင်မလဲဆိုတာကိုမှန်းဆနိုင်မှုလိုတယ်အဲ့တော့အဲ့လိုမျိုးမှန်းဆဒါကိုလုပ်တဲ့နည်းကိုဆရာမတို့ဘာခေါ်လဲဆိုရင် forecasting လို့ခေါ်တယ်เนาะကြိုတင်မှန်းဆခြင်းအဲ့တော့ကြိုတင်မှန်းဆခြင်းဆိုတာဘာလုပ်တာလဲဆိုလို့ရှိရင်เนาะကိစ္စတရက်မှာနောက်မှပေါ်လာမဲ့အခြေအနေကိုအခုကြိုတင်ပြီးတော့မှမှန်းဆတာဥပမာဆိုကြပါစို့ဟလာနော်ဆရာမတို့ကသတင်းကျွတ်နီးပြီဆိုလို့ရှိရင်ဒီတစ်ခါဒီသတင်းကျွတ်မှာနော်ဖျောင်းတိုင်းဘလောက်ရောင်းရနိုင်မလဲဆိုပြီးတော့မှကြိုတင်ပြီးတော့မှနော်ဖျောင်းတိုင်းရောင်းတဲ့ပုံကူများဆိုင်တဲ့များဆိုဒီလားတော့ရောင်းရမှာပဲဆိုပြီးတော့မှမှန်းတာမျိုးဟုတ်ပလားနော်အခြေခံအကြောင်းတွေများဖွင့်တော့မယ်ဆိုရင်เนาะပစိုးစိမ့်လေးတွေเนาะထမိန်စိမ့်လေးတွေเนาะဘလောက်ရောင်းရမလဲဆိုပြီးတော့မှเนาะဒိုးမျိုးမှာဆိုရင်မျိုးတစ်မျိုးနဲ့တစ်မျိုးနဲ့လည်းမတူဘူးเนาะအဲ့တော့ဘလောက်ရောင်းရမလဲဆိုပြီးတော့မှကြိုတင်ပြီးတော့မှကြောင်းမဖွင့်ခင်เนาะခန့်မှန်းလိုက်တာအဲ့ဒါမျိုးကိုဘာခေါ်လဲဆိုရင် forecasting လုပ်တယ်လို့ခေါ်တယ်